ယောက်ကနော်သူပြုတ်အန်ထွက်လာတဲ့ဥစ္စာပြန်မျိုးချလို့မရအောင်နော်မျိုးချရင်ဝိကလာဘောဇနာတီလာပြတ်တာပဲထွေးထုတ်ရတယ်နော်သူကဟိုလေချောင်းကိုမကြော်သေးဘူးဆိုရင်တော့ဘာမှမဖြစ်ဘူးပြန်မျိုးချလို့ရတယ်လေချောင်းကိုကြော်ပြီးခါမှဆိုရင်ပြန်မျိုးချခွင့်မရှိဘူးလေချောင်းကိုကြော်ပြီးခါမှမျိုးချရင်တော့ဝိကလာဘောဇနာပဲမျိုးချခွင့်ပြုပါရှင်များဟိုပါပေါ့အရုံမတက်ခင်ပေါ့နော်စွန်းလောင်းတဲ့ကိစ္စမှာဆိုလို့ရှိရင်ဟောလူတွေကလည်းပဲဘယ်လိုခေါ်မလဲဘုံကြီးတွေကြွလို့လောင်းနေပေါ့နော်နောက်ပြီးတော့လည်းဒီအရုံတက်ချိန်အမိလေးလောင်းရတာဖြစ်တဲ့အတွက်အရုံအစောပိုင်းမှာသူကဆွန့်ခံကြွရဲပေါ့ရှင်များဆွန့်ခံကြွရဲဆိုတော့အဲ့ဒါအဆက်ပါသလားရှင်ဒါအချိန်ချင်းချင်းလည်းပြောနေကြပါတော့ခန္ဓာကတစ်ပိုင်းစားတာကတစ်ပိုင်းနှစ်ပိုင်းခွဲရတယ်အရုံမတက်သေးဘဲနဲ့ဆုံးကိုခံလိုက်တယ်နော်အဲ့တော့ဆုံးခံတော့ဘာဖြစ်စီလဲဆိုတော့ခံရတော့ပြစ်မရှိသေးဘူးအဲ့တော့စားတာကဘယ်ချိန်မှစားမှာလဲပေါ့နော်အကေအရုံမတက်သေးဘဲနဲ့စားတယ်ဆိုရင်ဝိကလဘောဇနာတီလာပြတ်မယ်အရုံတက်ပြီးခါမှစားရင်ကဘာဖြစ်စီလဲလို့မေးရင်သူအရုံမတက်ခင်အကက်ခံရတာဆိုတော့မနေ့ကအကက်ခံတာဖြစ်သွားတယ်အရုံရဲ့ဒီဘက်ချမ်းဒီမနေ့ကအရုံရဲ့ဒီဘက်ချမ်းဒီဒီနေ့အဲ့တော့နေ့တစ်နေ့ကိုအဲ့လိုခွဲတာလေနော်ဥပမာ6နာရီမှာအရုံတက်တယ်ဆိုရင်9နာရီနဲ့59မိနစ်ကမနေ့ကအဲ့ဒါနော်6နာရီရောက်ဒီဘက်ချမ်းဒီနေ့ပဲအဲ့တော့9နာရီလောက်မှအလူခံခဲ့တဲ့ဆုံးကို6နာရီကျော်မှစားတယ်ဆိုရင်မနေ့ကအကက်ခံထားတဲ့ဆုံးကိုဒီနေ့စားတာဖြစ်တဲ့ကြောင့်တန်နိတိပါစိတ်အာဘက်တင်တယ်လို့ခေါ်တယ်အဲ့တော့အရုံမတက်ခင်ဘလို့မှလောင်းကုန်မလောင်းတင်တာတချို့ကနားမလဲတော့လေဟာတန်ဃာတော်တွေကအရုံမတက်ခင်မစားပါဘူးကြောင်းရောက်တဲ့ခါမိုးလင်းနေပါပြီလို့ပြောကြတယ်ကြောင်းရောက်တဲ့ခါစားတာပါဆိုတော့သူကစားတာပဲမြင်တာလေအကက်ခံတာမမြင်ဘူးလေအဲ့တော့အကက်ခံရင်လည်းအဘက်တင်တာကိုသိရမှာအဲ့တော့မိုးမလင်းသေးခင်စားရင်လည်းအဘက်တင်တယ်အကက်ခံရင်လည်းသူကအဘက်ကမလွတ်နိုင်ဘူးအဲ့ကြောင့်ဘလို့ပဲဖြစ်ဖြစ်မိုးမလင်းသေးပဲနဲ့တော့ဆုံးမလောင်းတင်ဘူးပေါ့နော်လူတွေကတော့ဘုန်းကြီးတီလာပြတ်ပါစေဆိုတဲ့စိတ်မပါရင်တော့အကုသိုလ်တော့မဖြစ်ပါဘူးတီလာပြအောင်သိရင်တော့စိတ်ကရှင်းဖို့တော်တော်ခက်တဲ့ကိစ္စပါနော်အဲသိရင်တော့မလုံးသိဘူးလို့ထင်တာပါပဲနော်မေကုံမီရှောက်ခွင့်ပြုပါရှင်ဗျာရဟန်းတော်တွေဒီလေရင်နဲ့ခီးသွားတဲ့အခါမှာပေါ့လေရင်စီးနေရင်နဲ့17နာရီရစီးတယ်ဆိုရင်သူ12နာရီဖြစ်သွားတယ်ဆိုပါစို့ဟိုဘက်နိုင်ငံရောက်တဲ့အခါမှာနိုင်ငံမှာနိုင်ရီတွေမတူတဲ့အတွက်ဟို17နာရီလောက်ပဲရှိသေးတယ်ဆိုရင်ရဟန်းတစ်ပါးကလေရင်ပေါ်မှာတော့သူကမွန်းလွဲသွားပြီပေါ့ဗျာဟိုဘက်နိုင်ငံမှာ17နာရီပဲရှိတယ်ဆိုရင်ဆုံးဖုံး3ခွင့်ရှိပါသလားဗျာရှိတယ်သူကသူ့နိုင်ငံစံတော်ရှင်နဲ့ပဲသတ်မှတ်တာနော်သူကရောက်တဲ့နိုင်ငံရဲ့စံတော်ရှင်နဲ့သတ်မှတ်တယ်ဒီနိုင်ငံမှာကအရုံတက်သွားပြီမဲ့ဟိုဘက်နိုင်ငံမှာတော့မတက်သေးဘူးဆိုအဲ့မှာစားလို့ရသေးတယ် sorry ဟိုဘက်နိုင်ငံမှာမလွဲသေးဘူးဆိုရင်စားလို့ရသေးတယ်ဒါဦးဇင်းတို့မန်လေးဆရာတော်ကြီးရဲ့ဒီအမေးဖြေထဲမှာအဲ့ဒါပါတယ်လေတောင်ကျွန်းနဲ့မြောက်ကျွန်းကိစ္စမှာဆရာတော်ကြီးရှင်းထားတာလေနော်ဟိုတောင်ကျွန်းမှာဆုံးခံတယ်တောင်ကျွန်းမှာအရုံဟိုမိုးလင်းတော့မိုးလဲသွားပြီဒါပေမဲ့အဲ့ဒီဆုံးကိုမြောက်ကျွန်းကိုတည်သွားတဲ့ခါမြောက်ကျွန်းမှာမိုးအရုံမတက်သေးအရုံတက်ပြီးခါစားပေါ့နော်ဟိုမိုးမလွဲသေးဘူးပေါ့အဲ့လိုစားလို့ရမရဆိုတော့ရတယ်ပေါ့နော်ဒါရှင်းပြထားတာရှိတယ်အဲ့ဒါသူ့နိုင်ငံဒေသရဲ့ဆိုင်တော်ရှင်ကအဓိကပဲပေါ့နော်ရှင်ပြမေကုံမေရှောက်ခွင့်ပြုပါဗျာဆက်ဆက်မေကုံပါဗျာဆုံးဖုံးရင်းနဲ့တပည့်တော်တို့ငငယ်တော့ဆိုရင်ကြောက်ဖို့ပါတယ်ဗျာဆုံးဖုံးရင်းနဲ့ဆက်စားရင်ကျမတော်စာလောက်ထီတော့ခွင့်ပြုပါတယ်ဆိုတော့ဟိုပြောတာတွေကြောက်ဖို့ပါတယ်ဗျာနောက်တစ်ခုကဒီဟိုဒူတင်ဆောင်ဒူတင်73ပါးကိုရှင်းထားတဲ့စာအုပ်တုံးမှာဖတ်လိုက်ရတာတော့အရိယာပုံမပြည့်မချင်းပြည့်စုံအောင်တုံးလို့ရပါတယ်လို့ဖတ်လိုက်ရပါတယ်ဗျာအဲ့ဒါကြတော့ဘလို့ဆုံးပြတ်ပါလဲဗျာနှစ်ခုလုံးကတော့ဒါအာတမဝါဒပဲလीနော်အာတမဝါဒဘာလို့အာတမဝါဒတော့ရဲရဲပြောရတယ်လဲဆိုတော့ဒုတိယသံဃာနာတင်တဲ့ခါမှာဒါအာတမဝါဒအဖြစ်တရားဝင်ကြီးညာထားပြီးပြီလေနော်ဒါကြောင့်ကျွန်တော်အာတမဝါဒတော့ကြောင့်ပြောတာပါဝါဒကွဲမဟုတ်ဘူးနော်ဒါကဟိုတချို့ဝါဒကွဲတာတွေရှိတယ်ဝါဒကွဲတာကိုအာတမဝါဒလို့မခေါ်ပါဘူးဒါထေရဝါဒထဲမှာကဝါဒကွဲတယ်အများကြီးရှိတယ်ဒါကဝါဒကွဲလို့ပြောစရာကအကြောင်းမရှိတာဘာလို့တန်ခါနာထဲတန်ခါဒုတိယတန်ခါနာတင်တော့ငါဒါကိုအာတမဝါဒဖြစ်တရားဝင်ကြီးညာခဲ့ပြီးပြီဝေတာလီပြည်ကယဟန်နေလေမြတ်စွာဘုရားရှင်ပြိဋိဘံဆိုင်မှာနှစ်ပေါင်း200လောက်မှာဝေတာလီကယဟန်တော်တွေကအာတမဝါဒ10ခုထုတ်ပြန်တယ်လीအဲ့ထက်မှာဟိုနေမွန်းလွဲသွားလို့ရှိရင်လက်နှစ်တိပေါ့သူတို့ခေတ်ကတော့နိုင်မရှိတော့နော်ဒီနေနာရီလို့ခေါ်တာပေါ့မွန်းလွဲသွားပြီမဲ့နောက်တဲ့လက်နှစ်တိလောက်အထီကိုစားလို့ရသေးတယ်ပေါ့ဟောဒီနေ့ခေတ်နိုင်နေပြောမယ်ဆိုရင်မွန်းလွဲသွားပြီမဲ့7နာရီ7မိနစ်လို့7နာရီ15မိနစ်ထိစားလို့ရတယ်ဆိုတဲ့ပုံစံမျိုးကိုသူတို့ဟောတာပေါ့နော်အဲ့တော့အဲ့ဒါကိုဒုတိယသံဃာနာတင်တဲ့မထေရကြီးတွေကဒါဟာဓမ္မလားအတ္တမလားလို့မေးတဲ့ခါကျတော့ဒါအတ္တမဝါဒဖြစ်တယ်ဝိကာလဘောဇနာတီလာပြတ်ပါတယ်ဆိုပြီးတော့ဒါဝိကာလဘောဇနာတီလာကိုထောက်ပြီးတော့ဒီ12နာရီဒီခေတ်ဆို12နာရီကျော်ပေါ့နော်
နေမွန်းလွယ်တဲ့အချိန်မှာတက်တက်နှစ်တက်တွေဆိုတာဒါဝိကာလဘောဇနာတီလာဖြစ်ပြတ်တယ်ဆိုပြီးတော့အာတမဝါဒအဖြစ်ဒုတိယသံဃာနာမှာတရားဝင်ကျင့်ကြံထားပြီးပြီဒါကြောင့်ခုနကကြက်တဝဇာတို့7မိနစ်15မိနစ်တို့ဆိုတာတို့တော့တစ်ထိုင်တည်းတက်တလောက်စားဆိုတာမျိုးတို့ဒါတွေအားလုံးဟာဝိကာလဘောဇနာတီလာကိုပြတ်စေတဲ့အတွက်ကြောင့်အာတမဝါဒလို့မှတ်ရမှာဖြစ်ပါတယ်နော်မိကုံးမေရှာခွင့်ပြုတော်မူပါဗျာ Facebook Live မှာမိကုံးဖြစ်ပါတယ်ဗျာနေလွဲချိန်မှာအချိုရည်တွေဖြစ်တဲ့ရှက်တွေ M150 တွေကိုကာကိုလာတွေတန်ဘူးအချိုရည်တွေတောက်သုံးလို့ရပါသလားဗျာလို့မေးထားပါတယ်ဗျာအဲ့ဒါကနော်ဒီချက်လို့ခုနကနော်ကျွဲရိုင်းတို့ဆိုတာကတကြားရည်ပဲယူနော်တကြားရည်နောက်ကက်မီကယ်တွေကဖိန်းဓာတ်တွေပေါ့နော်ရောဆက်ထားတာပေါ့ဆိုတော့ဒါကြောင့်တချို့ဆရာတော်တော်များများကတော့တောက်ကြတာများပါတယ်ဒါတကြားဖြော်ရည်ပဲဆိုပြီးတောက်ကြတာများတယ်လေအဲ့တော့ဟိုအသီးအဖက်တွေလည်းမပါဘူးပေါ့နော်တကြားဖြော်ရည်ဖြစ်တဲ့အတွက်ကြောင့်ဒါ asset တွေဆိုပြီးတော့တော်တော်များများတောက်ကြပါတယ်အဲ့တော့ဟိုတနေ့ကမှဦးစင်တပါလှမ်းမေးတယ်ကိုကာကိုလာမလားမသိဟိုကာဗွန်ဟိုက်ဒရိတ်ဆိုတာပါတယ်နော်ဒီကာဗွန်ဟိုက်ဒရိတ်ကဘယ်ကလောက်တာလဲဆိုဦးစင်နဲ့လိုက်ရှာကြည့်လေ့လာကြည့်တယ်အမျိုးမျိုးတော့ရှိတယ်ကာဗွန်ဟိုက်ဒရိတ်ကလေအမျိုးမျိုးတော့ရှိတယ်အဲ့တော့ကာဗွန်ဟိုက်ဒရိတ်ကဦးစင်တို့ဟိုဆန်စပါးတွေဂျုံတွေကလောက်တာမျိုးဆိုရင်တော့အဲ့ဒါမအပ်ဆက်နိုင်ဘူးဟုတ်တော့စပါးဖြော်ရင်မအပ်ဘူးလို့ဆိုတာကိုနော်စပါးဖြော်ရင်မအပ်ဘူးလို့ပြောတဲ့ကြောင့်ဒီကာဗွန်ဟိုက်ဒရိတ်ဒီဂျုံတို့ဆန်စပါးတို့ကလောက်ပါတယ်ဆိုရင်အဲ့ဒါမအပ်ဆက်နိုင်ဘူးတခြားအသီးအရွက်တွေကလောက်တယ်ဆိုရင်တော့အပ်ဆက်တယ်နော်အဲ့တော့ကျွန်တော်သတိထားစရာပေါ့နော်ပါဝင်ပစ္စည်းတွေကိုပဲကြည့်ရတာအဲ့တော့ဖြော်ရင်ဒီဖြော်ရင်ဒီအလားမအလားဆိုတာကပါဝင်ပစ္စည်းကိုအရင်ကြည့်ရတာအဲ့ဒီပါဝင်ပစ္စည်းဒီဖျားခွင့်ပြုထားတဲ့ပစ္စည်းလားမဟုတ်လားဆိုတာကိုစစ်ရတာပဲအဲ့တော့ခစ်ပစ္စည်းတွေအကြောင်းနဲ့နားလည်မှာဖြစ်မှာဒါကလေနော်ဝီနည်းတစ်ခုတည်းနဲ့မပြီးဘူးခစ်ပစ္စည်းအကြောင်းတွေလည်းသိထားမှာအဲ့တော့ကာဗွန်ဟိုက်ဒရိတ်အကြောင်းကကနနာနားလည်မှာဒီဖြော်ရည်အမက်ကိုကျွန်တော်ဆုံးဖြတ်လို့ရမှာအဲကြောင့်ဆန်စပါးကထုတ်လုပ်တဲ့ကာဗွန်ဟိုက်ဒရိတ်ဖြစ်ခဲ့မယ်ဆိုရင်စပါးဖြော်ရည်ပုံစံဖြစ်သွားနိုင်တဲ့အတွက်ကြောင့်မအဆက်နိုင်ဘူးလို့ပြောလို့ရတယ်နော်အသီးရွက်ကလုပ်တဲ့ကာဗွန်ဟိုက်ဒရိတ်ဆိုရင်တော့ဒါအဖြော်ရည်တစ်မျိုးဖြစ်တဲ့အတွက်ကြောင့်အဆက်တယ်လို့ပြောရတာပါနော်အရှင်ဖေဟာမေးလျှောက်ခွင့်ပြုပါဖေဟာဟိုတပည့်တော်သိထားတာလေဟိုရေနွေးအဖြူတယ်ဆိုရင်တောက်လို့ရတယ်ပေါ့နော်လက်ဖက်ချောက်ခန့်ရင်တောက်လို့မရဘူးဥပုပ်နေမွန်းလဲသွားရင်ဟုတ်ပါသလားဖေဟာဟုတ်ပါတယ်ဦးဇင်းတို့မြန်မာနိုင်ငံမှာကဒီလက်ဖက်ကိုစားစရာတစ်ခုအနေနဲ့သတ်မှတ်ထားတာလေစားစရာအရွက်တစ်မျိုးပေါ့နော်ဒါကြောင့်စားစရာအရွက်ဖြစ်တဲ့ကြောင့်သူ့ကိုရေနွေးနဲ့လှုပ်လိုက်လေဆိုရင်ဟင်းရွက်ပြုတ်သူဖြစ်သွားတယ်အဲ့တော့ဟင်းရွက်ပြုတ်ရင်မအပ်ဆက်ဘူးဆိုတဲ့ဘုရားဝင်ကြီးရှိတယ်တင်ပါဗျာနော်အဲ့ကြောင့်ဒီလက်ဖက်ရွက်ကိုရေနွေးနဲ့ပြုတ်လိုက်လို့ရှိရင်ဒါဟင်းရွက်ပြုတ်ရင်ဖြစ်သွားတယ်ဒါကြောင့်ယဟန်တော်ဖြစ်ဖြစ်ကိုရင်ဖြစ်ဖြစ်ဥပုပ်တေတွေဖြစ်ဖြစ်မတောက်ခေါင်းဘူးဝိကလာဘောဇနာတီလာပြတ်တယ်ရေနွေးနွေးတော့တောက်လို့ရပါတယ်အဖြူတက်တက်ကရတယ်တင်ပါဗျာဘာမှမထည့်ထားတဲ့အဖြူကရတယ်ဟိုနောက်တစ်ခုမေးလျှောက်ခွင့်ပြုပါဖေဟာအရှင်ဖေဟာရဲ့အဲ့ဝီနီးပထမဆုံးဆွေးနွေးပွဲမှာတွေ့တော့တပည့်တော်ကအုံးရည်အရန်ကြိုက်တာဖေဟာဥပုပ်ဆောင်ရင်အုံးရည်ပဲတောက်တာဖေဟာအဲ့ဖတ်ပြီးတဲ့တပည့်တော်အုံးရည်လုံးဝမတောက်တော့ပါဘူးဟုတ်ပါသလားဖေဟာအေးလေအုံးရည်ကမနေ့ပိုင်းပဲတောက်လို့ရတာတပည့်တော်ကအစမွန်းလဲဆိုဖိုက်ဟိုနှင်းကင်းပိုင်းတောက်တာနောက်တစ်ခုကလေဖေဟာဟိုပါလေဘာခေါ်လဲဟိုကလေဘာအဖက်နဲ့တောက်တာပါလေနေမကောင်းတောက်တာပါလေနေမကောင်းတောက်တာအန်ရှူဝါမဟုတ်ဖေဟာနော်ငှက်တိုက်ဖေဟာတောက်လို့ရတယ်ဆိုဖေဟာအေးငှက်တိုက်ကလည်းအမျိုးမျိုးရှိတာပေါ့နော်ငါးကြီးအန်ဖက်လို့ဆရာတော်ဖေဟာမိတ်ထားတာတခါငါးကြီးအန်ဖက်မဟုတ်ဘူးလေငါအေးပေါ့ငါအန်ဖက်ပေါ့အဲ့တင်ပါတတွေးပုံစံမျိုးဆိုရင်ဦးသိပြောတာလေတတွေးဆိုတာကဆေးထဲမှာပါတယ်လို့ဆိုတာကိုစားတာလေတတွေးတို့ရွှေတို့ပေါ့နော်အဲ့ဒီရွှေတို့တတွေးတို့တလိပ်တို့ဆိုတာကသူကဆေးတဲ့သူကရာဝဇီဘီကဆေးထဲမှာပါတယ်အဲ့တော့ငှက်ရဲ့ဒီအန်ဖက်ဒီဟိုအန်ဖက်ဆိုတာတတွေးပုံစံဖြစ်ခဲ့ရင်ပြောတာနော်ငှက်ရဲ့အန်ဖက်ဒီဒါတတွေးတလိပ်ပုံစံဖြစ်ခဲ့မယ်ဆိုရင်လို့ဦးသိပြောခဲ့တာနော်အဲ့လိုဆိုရင်တော့သူကဒါဆေးပေါ့နော်ဆေးဖြစ်တယ်အဲ့လိုမဟုတ်ဘဲနဲ့သူစားတော့ထားတာတွေကိုအန်တာမျိုးဆိုရင်တော့အစားအဖက်တွေဖြစ်ခဲ့မယ်ဆိုရင်တော့ဒါကသူကဟိုရာဝဇီဘီကဆေးပစ္စည်းလို့မသတ်မှတ်နိုင်ဘူးအမှန်တော့အဲ့ဒါမတောက်သင့်ဘူးပေါ့ဖေဟာနော်ဖေဟာအဖက်လည်းဖြစ်နေတော့ဟုတ်စောစောကပြောခဲ့တယ်နှစ်ပိုင်းပဲပြောရတာဦးဇင်တိတိကျသုံးပြလို့မရအောင်တင်ပါဖေဟာဟိုလိုမျိုးအန်ဘတ်တို့ပါဒါပေမဲ့တပည့်တော်ကတော့ဒါဟိုသိချင်လို့မေးတာပေါ့နော်ဖေဟာနောက်တစ်ခုကကြတော့လေအဲ့ဒီဟိုမှာတရားစခန်းတွေပဲဝင်နေဆိုဖေဟာအဲ့ဒီတရားစခန်းကဟို9နိုင်ခွဲဆိုလို့ရှိရင်အောင်ဆုံးအမြဲတမ်းပါသူကပုံမှန်9နိုင်ခွဲပဲဖေဟာတပည့်တော်ကကြတော့လေဟိုတငယ်ချင်းကပို့လိုက်တာပေါ့ဆရာတော်တစ်ပါးရေးတာပဲစာပဲကလေးနဲ့လေမွန်းတက်တာတော့အာယုံတာတော့အဲ့လိုမျိုးရေးပါတယ်ဗျာဟိုလိုမျိုးတော့ရိုက်မကြည့်ပါဘူးဗျာဒါပေမဲ့အောင်ဆုံးမနဲ့ကပ်ပြီးဟေးဆိုလို့ရှိရင်တကားလေးဖွင့်ပြီးတော့ကြည့်လိုက်တာပေါ့ရောင်နေတာနဲ့ဒီဘက်အချိန်နဲ့ကကြိုက်တယ်ဗျာဟိုဒီလိုနေ့ဆိုရင်9နာရီနဲ့44မိနစ်ဖြစ်နေဗျာဘာလို့ဆိုစောင်းနေပိုင်းနည်းနည်းရောက်လာလို့ဆိုတော့ဒီပြီးတော့ကြည့်လိုက်တော့အလင်းရောင်လေးနည်းနည်းရတယ်ဆိုပြီးတော့အောင်ဆုံးကပ်ပါတယ်ဗျာအဲ့ခါကျတော့ဟိုတရားစခန်းသွားပြီလို့ရှိရင်9နာရီခွဲဆိုတော့ဒုက္ခရောက်ပြီပေါ့ဗျာအဲ့ဒါဆိုအရင်တော့မသိတော့လေတက်ဆန်းစားပါအရုံးဆုံးမစားနိုင်တော့ယူတင်ဆောင်လိုက်တော့အဲ့လိုဖြစ်မှာအဲ့
ဆိုလို့ရှိရင်သီလပြက်ပြီပေါ့နော်ဖေ အေးဒီလားပြတ်တာပေါ့အေးပေါ့အေး တင် ပေါ့ မဖေဘာဖြစ်လို့ဆိုတော့ဆောင်းနှင်းဆိုရင်9နာရီခွဲအခု9နာရီ45တွေပါတော့ဖြစ်ပါ49ဟိုအဲ့ဒါကတော့ဟိုဟာတပည့်တော်အခုကြည့်ထားတာကြတော့အများအဖြစ်ကဟိုနေမွန်းတက်ကတာကြတော့17နာရီ49ကအများဆုံးပဲဖေအဲ့တော့တပည့်တော်က45ဆိုရက်လိုက်တယ်ဖေအမြဲတမ်းဟိုထမင်းစားပြီဆိုရင်45အထိပဲကြော်မနေတော့ပါဘူးဖေအခါရင်တော့မသိတော့လေ17နာရီမကြော်မချင်းကစားပါတယ်အကယ်၍စားနေရင်တန်းလန်းဆိုအခုဟိုလိုမျိုးတိထားတော့ဟိုစားနေရင်တန်းလန်းဆိုတပည့်တော်ရက်ပလိုက်တယ်ဖေအချိန်နာရီကိုကြည့်လိုက်တာပေါ့နော်အဲ့ဟိုဒီနေ့မှပါတဲ့အတိုင်းဆိုတော့အဲ့တော့ဟို Google တို့ဘာလို့လဲတပည့်တော်ကမရိုက်တတ်တဲ့အခါကျတော့အဲ့ဇာတ်လေးကိုပဲကြည့်ပြီးတော့အတန်လုပ်ပါတယ်ဖေအေးလေဒါသူကသူရိတ်တာစီကံပဲလေကိုဝီနီယာတီလာပဲလေ အဲ့ကကျတော့တရားစခန်းဝင်ဖို့ကျတော့ခတ်သွားပြီပေါ့အဲ့တော့တငယ်ချင်းကပြောတယ်ဂျွန်လားလောက်စပါညာဆို9နိုင်ခွဲဂျွန်တို့ဂျူလိုင်တို့ဆိုရင်ကြိုက်တယ်ပေါ့နော်ဖေအဲ့လိုမျိုးဆိုရင်တော့9နိုင်ခွဲနဲ့ကြိုက်တယ်ဆိုရင်တော့အဲ့လိုမျိုးဝင်ပေါ့ဘာလို့ဒီချောင်းတစ်ချောင်းကမတူးလေဖေအဲ့ခါကျတော့ကိုကဟိုတီလာဆင်ချင်တာဟုတ်ဖေအဲ့ခါကျတော့သူဘုန်းကြီးတော်စားသေးတာပဲတီလာရှင်တော်စားသေးတယ်ဆုံးဖုံးပေးသေးတာပဲဆိုပြီးတော့ပြောပြီးမယ်တပည့်တော်ကျတော့အဲ့ဒါခက်တယ်ဗျာအဲ့ကိုယ့်အိမ်မှာကိုဆိုရင်တော့ဟိုလိုပေါ့အချိန်ကိုကြည့်ပြီးတော့မှစွန့်စားတာပေါ့ဖေအဲ့လိုမျိုးကြတော့မရဘူးလေအများနဲ့ဆိုတဲ့အခါကျတော့အတီလာပြက်ပြီပေါ့နော်ဖေပြတ်တာပေါ့ တင်ပါ ရွေးလေအဲ့ဒါကိုဘယ်ဘက်ကိုရွေးမှလဲ တင်ပါ ဘုရားတက်ကတော့မဟာနန်မင်းကြီးရပြောတယ်မဟာနန်မင်းကြီးကဟိုတလောကလုံးနဲ့ဖျားနော် တင်ပါ ဟိုပြဿနာဖြစ်ခဲ့ရင်သူဖျားဘက်ကပဲရက်တည်မယ်ဆိုတာလေ တင်ပါဖေ အဲ့တော့ကဘာကြီးလဲစဉ်းစားပေါ့နော်အဲ့တော့ကိုက၅ပါးသီလနဲ့တရားစခန်းဝင်မှာလားဥပုသ္တိလနဲ့တရားစခန်းဝင်မှာလား တင်ပါ ဥပုသ္တိလနဲ့ဝင်မှာဆိုဥပုသ္တိလမပြတ်အောင်ထည့်ရမှာပေါ့ တင်ပါဖေ ၅ပါးသီလနဲ့ဝင်မှာဆိုရင်တော့ကိစ္စမရှိဘူးလေ ကိစ္စမရှိဘူး အေးရတယ်အဲ့တော့ကိုယ့်အကိုစဉ်းစားလေးတာက ဟောတင်ပါဖေအဲ့ဟိုဥပုသ္တိလနဲ့ဝင်မယ်ဆိုလို့ရှင်လဲအဲ့ဒီအချိန်ပေါ့နော်ဖေအဲ့ခုနဂျွန်လိုင်းကြတဲ့အခါ9နိုင်ခွဲနဲ့ကြိုက်တဲ့အကြောင်းအဲ့ချိန်ကျမှပဲတောင်းဝင်ရမယ်ဂိမ်းဆိုင်နေပါတယ်ဖေ အေးပေါ့ တင်ပါ အဲ့ ဖေ လေကိုမဟုတ်ရင်လည်းကိုတစ်ထက်ဆုံးစားဖို့မစားနေတာသိကျင်ပေါ့နော်ဦးဇင်းတို့အသီးမိတ်ဆွေတွေဆိုအဲ့လိုပဲလေဟိုအရင်တုန်းကစာသင်တိုက်တွေဝင်ကြတဲ့အခါမှာစာသင်တိုက်တော်တော်များများကအရုံတက်ချိန်စီကလွဲနေတာများတယ် တင်ပါဖေ အဲ့တော့မနေ့မိုးမလင်းသေးဘူးအရုံဆုံးစားကြတာများတယ် တင်ပါ အဲ့တော့တချို့တငယ်ချင်းတွေကအဲ့တော့သူတို့တိလာပြတ်မှာဆိုတော့အရုံဆုံးမစားကြအောင် တင်ပါတစ်ချက်ပဲပေါ့ တစ်ထက်ပဲစားကြတာပေါ့အဲ့လိုမျိုးတွေရှိပါတယ် တပည့်တော်နှစ်ထပ်စားရင်တော့စားနေဆိုတော့တစ်ထက်တည်းဆိုရင်တော့မရ အဲ့ ဘူး လေအဲ့ဒါကိုကျက်မာကြီးနဲ့ကြိုက်အောင်ကြည့်ပေါ့နော် တင်ပါဖေကျေးဇူးတင်ပါတယ်ဖေ ရှင်ဖေဆက်ဆက်မေကိုမေးရှာခွင့်ပြုတော်မူပါဖေ။အဲဆိုတပည့်တော်ဖေဒီတီလာလည်းမကြိုးကျင်ဘူးဖေ။တရားစခန်းလည်းဝင်ကျင်တယ်ဆိုလို့ရှိရင်ဖေဥပမာဒီတရားစခန်းကအရုံဆုံးလှူတဲ့အလှူရှင်စီကနေပြီးတော့ဒီကိုတီလာစောက်တည်ပြီးရပေါ့နော်9:40မှာအရုံတက်မယ်ဆိုအဲ့အချိန်မှာအလှူသွားခံပြီးစားလို့ရပါသလားဖေ။ အေးဒါကတော့ညှိနှိုင်းပြီးတော့လုပ်ပေါ့လေဒါတီလာနဲ့မဆိုင်တော့ဘူးလေသူတို့ကျောင်းတိုင်းစီကန်းနဲ့ဆိုင်သွားတာပေါ့သူတို့ကအဲ့လိုမျိုးခွင့်ပြုတယ်ဆိုရင်တော့ကောင်းတာပေါ့နော်ကိုယ့်အကိုအဆောင်လေးမှာဖြစ်ဖြစ်သူတို့စွန်းစားကျောင်းမှာပဲဖြစ်ဖြစ်ပေါ့သူတို့အရုံတက်ပြီးခါကြမှာနောက်ဆုံးကြမှာသွားစားတာမျိုးပေါ့နော်အဲ့လိုမျိုးဆိုရင်တော့ကိုယ်လည်းအဆင်ပြေတယ်လေသူတို့လည်းသဘောတူရင်ပေါ့အဲ့ဒါတော့ ဒီမှာဖေ နောက်ခုနငှက်အပန်းဆိုတာနဲ့ပတ်သက်ပြီးတတိယလို့ဟိုလူတယောက်ကတော့သူပြုတ်အန်ထွက်လာတဲ့ဥစ္စာပြန်မျိုးချလို့မရဘူးနော်မျိုးချရင်ဝိကလာဘောဇနာတီလာပြတ်တာပဲထွေးထုတ်ရတယ်နော်သူကဟိုလေချောင်းကိုမကြော်သေးဘူးဆိုရင်တော့ဘာမှမဖြစ်ဘူးပြန်မျိုးချလို့ရတယ်လေချောင်းကိုကြော်ပြီးခါမှဆိုရင်ပြန်မျိုးချခွင့်မရှိဘူးလေချောင်းကိုကြော်ပြီးခါမှမျိုးချရင်တော့ဝိကလာဘောဇနာပဲအပြင်ကဟာစားမှမဟုတ်ဘူးကိုလေချောင်းကထွက်လာတာကိုပြန်မျိုးချရင်ဝိကလာဘောဇနာတီလာပြတ်တယ်နော်အေးအေး အရှင်ဘုရားမေကုံးမေးရှောင်းမယူပါရှင်ဘုရားဒီနေမုံလွဲကြော်သွားရင်ပေါ့နော်မိမိခန္ဓာကိုယ်ကထွက်တဲ့ဟိုတလိပ်ပြည်သွေးချွေးအစရှိတဲ့တို့ပေါ့နော်မြို့ချမိခဲ့လို့ရှင်ဝိကာလကျိုးပါလားဗျာ မကြိုဘူးသူကခုနပြောဆိုရာဝဇီဝိကတဲ့ပါတယ်လေသူကဒီရွှေတို့နာတလိပ်တို့နာဒီတွေးပေါ့နော်အဲ့ဒါကစေးထဲမှာပါတယ်အဲ့တော့အခုဆိုဗဇက်ထဲမှာတွေးကအများတန်းရှိနေတာပဲလေဒါမျိုးချတာပဲလေအဲ့တော့အကက်ခံစရာလည်းမလိုဘူးအဘလည်းမသိအောင်အဲ့တော့စေးထဲမှာပါနေလို့အဲ့တော့အကက်ခံစရာလိုတဲ့ကိစ္စရှိတာကဒီတွေးတွေရွှေတွေကခန္ဓာကိုယ်ကနေလွတ်ထွက်သွားတယ်ခန္ဓာကိုယ်ကနေကွာဟသွားတယ်အဲ့ဆိုရင် तू ကအကက်ခံမှုလိုတယ်အဲကြောင့်ဆုံးနေပါတွေဖုံးပေးတဲ့အခါမှာတချို့အဆက်တွေပါတွေပေါ့နော်အရန်နွေရာသီအလွန်ဒီပူအိုက်တဲ့ရာသီတွေမှာအပူအဆက်တွေကိုစားတယ်အဲဆိုရင်ကိုယ့်ရဲ့နှာခေါင်းတို့ပါးတို့ဒီမေးတွေကရွှေတွေထွက်ပြီးတော့တပိတ်ထဲကိုကျသွားတယ်အဲဆိုရင်ခန္ဓာကိုယ်ကလွတ်သွားပြီနော်ခန္ဓာကိုယ်ကလွတ်သွားရင်ဒီရွှေဟာအကက်ဖြတ်သွားတယ်လို့ခေါ်တယ်အဲဆိုရင်တပိတ်ထဲကိုရွှေကျသွားတယ်တရေတွေကျသွားတယ်ဆိုရင်ဒါအကက်ခံမှုလိုတယ်
အကက်မခံမဲနဲ့ဖုံးပြီးတယ်ဆိုရင်ဒါဒန္တာဘောနာတိတ်ခါဖို့ရအကက်မခံမဲနဲ့စားတော့တဲ့ကြောင့်အာဖက်တင်သွားတာနော်အဲ့လိုမျိုးအဲ့မွန်းလန်းပိုင်းနေမှာဒီရေတွေဘာတွေတောက်တဲ့ခါမှာရွှေတွေဝင်ပါသွားတယ်ပေါ့နော်နှခမ်းမှာပေနေတဲ့ရွှေတွေဝင်သွားတယ်ဆိုအာဖက်မတင်ဘူးဒါခန္ဓာကိုယ်တစ်ဆက်တည်းဖြစ်နေတဲ့အတွက်ကြောင့်နော်အဲကြောင့်ကာလိက၄ပါးထဲမှာထည့်ပါဆိုရင်ယာဝဇီဝိကဆေးပစ္စည်းထဲမှာထည့်ရမှာပါနော် အရှင်ပြပါဇက်ထဲမှာလေအနာယောဂါတစ်ခုကြောင့်ပေါ့နော်သွေးထွက်နေခဲ့လို့ရှိရင်အဲ့သွေးကိုမျိုးချမ်းပြီးခဲ့နော်ဝိကာလာပြပါလားဗျာ ဒါအဘောဟာရိကလို့ပဲပြောရမှာပဲလေအဘောဟာရိကဆိုတာကဒီတိတန်တောက်တာမျိုးလည်းမဟုတ်ဘူးလေခြောင်လွဲလို့မရတဲ့ဟာမျိုးလို့ပြောရမှာပေါ့အဘောဟာရိကဆိုတာအဘက်လက္ခဏာမမြောက်ဘူးလို့ပြောရတာပေါ့နော်ပုံမှန်ဆိုရင်တော့သွေးဟာအဘက်သိစေတယ်လေသွေးဟာအဘက်သိစေတယ်ဒါပေမဲ့အခုကဗဇက်ထဲမှာပဲဖြစ်နေတဲ့ခါကျတော့တိတန်သူ့ကိုစင်ကြင်အောင်လုပ်ဖို့ခက်တယ်လေအဲကြောင့်ဒါအဘောဟာရိကလို့ပဲပြောရတာပေါ့နော်အဘောဟာရိကဆိုတာသီလမပြတ်ဘူးပြောတာလေ ကျေးဇူးပါဗျာ